ဖြိုးပါတီဒီခိုင်ဖြိုးပါတီစရည်ဘာသာရပ်တွေကိုမသိမနေရပထဝီလိုသမိုင်းကိုဘာသာရပ်ပြရတယ်ပြောစရာတွေတွေးရင်ကိုယ်လည်းဒီကျေရစားပြီးတော့စီးလုံးညီနေပြီးတော့ Everybody thank you ခုလာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့ကကျွန်တော်နိုင်ငံတော်အရေးကြီးတဲ့ပါတီစုံထွေထွေဒီမိုကရေစီရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်ဒါအင်တာမအရေးကြီးပါတယ်ကျွန်တော်နိုင်ငံရဲ့အလှည့်အပြောင်းတစ်ခုပါဒီရွေးကောက်ပွဲကြီးကိုကျွန်တော်တိုင်းရင်းသားမိဘပြည်သူအားလုံးကစိတ်ဝင်စားကြဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲကြီးဟာနိုင်ငံရဲ့အရွှေ့အပြောင်းနိုင်ငံရဲ့အရွေ့တစ်ခုကိုကျင်းနေပေါ်ဆောင်သွားမှာဖြစ်လို့ဖြစ်ပါတယ်။အဲဒီကြောင်းတဲ့တို့ပြင်အဲ့ဒီနောက်ပိုင်းမှာကြောင်းတဲ့တို့ကထိုးကြတယ်။ဒီနေ့ဥပဒေပြုရေးမန်တိုင်းအုပ်ချုပ်ရေးမန်တိုင်းတရားစီရင်မန်တိုင်းဆိုတဲ့အဓိကကြတဲ့မန်တိုင်းကြီး300ကိုအကြောင်းကြောင့်ကျွန်တော်တပ်မတော်ကစူးစီးကြိုင်တွေထိမ့်သိရတဲ့သဘောဖြစ်ပါတယ်။ရွေးကောက်ပွဲကြီးပြီးပြီဆိုတော့လည်းတပြိုင်နက်ဥပဒေပြုမန်တိုင်းကတတ်တတ်အုပ်ချုပ်ရေးမန်တိုင်းကတတ်တတ်တရားစီရင်မန်တိုင်းကတတ်တတ်အဲ့လိုဖြစ်လာတော့အချင်းချင်းအပြန်အလှန်ထိန်းချောင်းရင်းနဲ့ပုံမလွတ်လပ်တဲ့ပုံမကျေပြန့်တဲ့အခြေအနေတရားကိုကျင်းနေကျွန်တော်တို့ဖန်တီးဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ဒီနေ့ဥပဒေပြုရေးမန်တိုင်းအုပ်ချုပ်ရေးမန်တိုင်းတရားစီရင်မန်တိုင်းဆိုတဲ့အဓိကကြတဲ့မန်တိုင်းကြီး300ကိုအကြောင်းကြောင့်ကျွန်တော်တပ်မတော်ကစူးစီးကြိုင်တွေထိမ့်သိရတဲ့သဘောဖြစ်ပါတယ်။ရွေးကောက်ပွဲကြီးပြီးပြီဆိုတော့လည်းတပြိုင်နက်ဥပဒေပြုမန်တိုင်းကတတ်တတ်အုပ်ချုပ်ရေးမန်တိုင်းကတတ်တတ်တရားစီရင်မန်တိုင်းကတတ်တတ်အဲ့လိုဖြစ်လာတော့အချင်းချင်းအပြန်အလှန်ထိန်းချောင်းရင်းနဲ့ပုံမလွတ်လပ်တဲ့ပုံမကျေပြန့်တဲ့အခြေအနေတရားကိုကျင်းနေကျွန်တော်တို့ဖန်တီးဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။နေနေရှိပါတယ်ဒါကြောင့်မိမိတို့နေရာများမှာနေရာပြန်